ထုတ်ချေဖို့အစီအစဉ်ထားပြီးယူကရိန်းကအဲ့ဒီငွေကြေးကိုအမေရိကန်စီကစစ်လက်နက်တွေဝယ်ယူရေးအတွက်သုံးစွဲဖို့ပြင်ဆင်နေတာပါဒါပေမဲ့ဥရောပအင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ပြင်သစ်ကတော့ EU ကထောက်ပံ့ထားတဲ့ငွေကြေးကိုဥရောပနိုင်ငံတွေစီကစစ်လက်နက်တွေဝယ်ယူမှုအတွက်ပဲယူကရိန်းအနေနဲ့အသုံးချတင်ကြောင်းပြောပြီးအဲ့ဒီအစီအစဉ်ကိုကန့်ကွက်ထားတာဖြစ်ပါတယ်ပြင်သစ်သမ္မတအီမန်နျူရယ်မာခရွန်ကတော့ EU ကယူကရိန်းအတွက်ထောက်ပံ့တဲ့စစ်ရေးရန်ပုံငွေတွေဟာဥရောပရဲ့ကာကွယ်ရေးစက်မှုလုပ်ငန်းတွေအတွက်ပဲအကျိုးရှိတဲ့တယ်လို့အခိုင်အမာပြောပါတယ်။လောလောဆယ်မှာတော့အဲ့ဒီငွေကြေးကိုယူကရိန်းစိတ်ကြိုက်သုံးစွဲပိုင်ခွင့်နဲ့ပတ်သက်ပြီး EU အဖွဲ့ဝင်နိုင်ငံတွေကြားမှာသဘောထားကွဲလွဲတာတွေရှိနေပါတယ်။ EU ဟာရုရှားစီကထိန်းချုပ်ထားတဲ့ပိုင်ဆိုင်မှုတွေထဲကအကျိုးအမြတ်တွေကိုယူကရိန်းစီချေးငွေအဖြစ်ထောက်ပံ့မဲ့အစီအစဉ်ကိုဒီဇင်ဘာလမှာသဘောတူခဲ့ပေမဲ့ဘလို့အသုံးပြုစီမလဲဆိုတဲ့အပေါ်ဆက်ပြီးဆွေးနွေးဖို့လိုအပ်နေတဲ့သဘောပါဂျာမနီနဲ့ပြင်သစ်တို့လိုနိုင်ငံတွေကတော့ယူကရိန်းရဲ့ကာကွယ်ရေးအစီအမံတွေမှာအမေရိကန်လို့ Patriot လေကြောင်းကာကွယ်ရေးစနစ်လိုမျိုးစစ်လက်နက်တွေလိုအပ်နေတာကြောင့်အမေရိကန်စီကစစ်လက်နက်ဝယ်ယူခြင်းနဲ့ယူကရိန်းရဲ့စံတောက်ကိုလိုက်လျောတင်ကြောင်းယူဆထားကြပါတယ်